အားလုံးပဲမင်္ဂလာပါ Ideo Game ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ Leomord ရဲ့ Hero Guide လေးကိုလုပ်ပေးတော့မှာပါ Leomord ကအခု season မှာတော်တော်လေးကျန်းနေတဲ့အပြင်ကမှ rank တင်လို့ကောင်းတဲ့ hero တစ်ကောင်လည်းဖြစ်တယ်နောက်ပြီးတော့လို့ရှိရင် tournament တွေမှာလည်းတော်တော်များများသုံးနေရကို brother တို့လည်းတွေ့ရမှာပါဒါကြောင့်မလို့ဒီဗီဒီယိုလေးမှာ Leomord ရဲ့ Hero Guide ကိုလုပ်ပေးရခြင်းဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ Leomord ရဲ့ skill ရာနေစလိုက်ကြအောင်အရင်ဆုံး passive Leomord ကတခြား assassin hero လိုပဲ energy နဲ့ဖြစ်သွားပြီ enemy ကို basic တက်ချတဲ့အခါဒါမှမဟုတ်ရှင် skill ရတုံးတဲ့အခါမှာ energy တက်ပါတယ် energy ပါတဲ့အဆုံးထိပြေးသွားတဲ့အခါမှာဆိုလို့ရှိရင်နောက်လာမယ့် basic attack ကခွဲတကယ်ထပါတယ်ဒီခွဲတကယ်ထတာက enemy ကို damage တော်တော်လေးထိပါတယ် Leomord ကဒီ passive ရဲ့ effect ကြောင့်ပဲ jungler ဆော့တဲ့အခါမှာဘတ်စားရတာတော်တော်လေးမြန်ပါတယ်ဒီတော့တစ်ဖက်က hyper ထဲကိုက family တာနဲ့ဆော့လို့ရမှာပါSkill 1 Leomord Skill 1ကတော့သူ့ရဲ့ဓာတ်နဲ့ enemy ကိုချိန်ရွယ်ပြီးတော့ဟုန်တစ်ခုနဲ့ damage လည်းပေးမယ် slow effect လည်းပေးမှာပါနောက်ပြီးဒီ Skill 1က AoE damage လည်းဖြစ်တဲ့အတွက်ကြောင့် low rate တဲ့ retreat ပေါက်တဲ့အခါမှာ Skill 1နဲ့တွဲပြီးတော့ပေါက်လို့ရပါတယ် Skill 2 Leomord Skill 2ကတော့ blink ခုံပြီးတော့ enemy ကို damage လည်းပေးမယ် slow effect လည်းပေးမှာပါSkill 2ကနေရံတွေကိုခုံကျော်လို့ရတာဖြစ်တဲ့အတွက်ကြောင့် enemy ကိုလိုက်ချတဲ့အခါမျိုးတွေဒါမှမဟုတ်ရှင်ရင် enemy လက်ကထွက်ပြေးတဲ့အခါမျိုးတွေမှာ skill 2သုံးပြီးတော့နေရံတွေကိုခုံကျော်လို့ရပါတယ် ultimate Leomord ရဲ့ ultimate ကတော့မြင်းခေါ်တာဖြစ်ပြီးတော့လမ်းကြောင်းရှောက်မှရှိတဲ့ enemy hero တွေကိုနောက်ကိုအနှဲငယ်တွန်းခေါ်မှာဖြစ်ပြီးတော့ physical damage ထိတင်မှာပါ ultimate ကိုဒီ timing လေးမကုန်ခင်အထိသုံးလို့ရမှာပါ Leomord အနေနဲ့မြင်းရသွားတဲ့အခါမှာဆိုလို့ရှိရင် skill 1 2ကလည်းအသစ်ပြောင်းသွားမှာဖြစ်ပြီးတော့ movement speed 90%ကိုခဏတာရရှိမှာပါLeomord အနေနဲ့ဒီလိုမျိုးမြင်ရထားတဲ့အချိန်မှာ basic တက်ချတဲ့အခါမှာအနီးတစ်ဝိုက်မှာရှိတဲ့ enemy hero တွေကို AoE damage ထိစေမှာပါနောက်ပြီး physical defense ရော magic defense ရောကိုပါ10စက္ကန့်ကြာရရှိအောင်မှာပါမြင်ရထားတဲ့ Leomord ရဲ့ skill 1ကတော့ enemy ကိုမြင်းခွာနဲ့ပေါက်ပြီးတော့ physical damage ရော slow effect ရောပေးမှာပါမြင်ရထားတဲ့ Leomord ရဲ့ skill 2ကတော့ enemy တွေကိုတွန်းတိုက်ပြီးတော့ physical damage ပေးမှာပါဒီ skill ကိုပဲအသုံးချပြီးတော့တစ်ဖက်က enemy တွေကိုကိုယ့်ရဲ့ tower တွေကိုတွန်းခေါ်တာမျိုးဒါမှမဟုတ်ရှင်ကိုယ့်ရဲ့ teammate တွေစီကိုတွန်းခေါ်တာမျိုးတွေလုပ်လို့ရပါတယ်ကဲဒီလောက်ဆိုလို့ရှင်တော့ Leomord ရဲ့ skill တွေအကြောင်းကိုနားလည်တော့လောက်ပါပြီကဲဒါဆိုလို့ရှင်တော့ Leomord ရဲ့ skill combo အကြောင်းကိုဆက်ပြီးတော့ပြပြရမယ် Leomord ရဲ့ skill combo ကကြတော့ ultimate ကို enemy တက်တဲ့ကိုချိန်ပြီးတော့မြင်းခေါ်လိုက်ပါပြီးွားရင်တော့ကိုကအလင်းလိုရဲဆိုလို့ရှင်တော့ skill 2နဲ့မြင်းကိုပြေးယူလိုက်တာမျိုးဒါမှမဟုတ်ရှင်တစ်ဖက်က enemy တွေနှောက်ယှက်တာကြောင့်ကိုကမြင်းခေါ်တဲ့လမ်းကြောင်းပေါ်ကလွဲသွားတဲ့အခါမျိုးတွေမှာ skill 2နဲ့မြင်းပြန်လာယူတာမျိုးတွေလုပ်ပြီးတော့ skill 2ကိုကောင်းကောင်းလေးအသုံးချလို့ရပါတယ်ကိုကမြင်းရသွားတဲ့နောက်မှာဆိုလို့ရှင်တော့ enemy တွေကို skill 2နဲ့ကိုယ့်ရဲ့ tower တယ်ဒါမှမဟုတ်ရှင်ကိုယ့်ရဲ့ teammate တွေစီကိုတွန်းခေါ်မယ်ပြီးွားရင်တော့ skill 1နဲ့ damage ပေးမယ်နောက်ပြီး basic တက်ချဖို့လည်းမမေ့ပါနဲ့ဒါမှလည်း passive ကိုကောင်းကောင်းလေးအသုံးချလို့ရမှာပါLeomord အတွက်အဓိက emblem set ကတော့ assassin emblem ကိုပဲသုံးမှာပါတဲလဲယူတဲ့အခါမှာဆိုလို့ရှိရင်တော့ adapted တဲ့ရဖို့အတွက်ဆိုရင်အထရယ်ကိုသုံးပါမယ် jungle speed ရဖို့အတွက်ဆိုလို့ရှိရင်တော့ season hunter ကိုသုံးပါမယ် gear ရတဲ့အခါမှာတွေးတက်ဖို့အတွက်ဆိုလို့ရှိရင်တော့ kill speed ကိုသုံးပါမယ် item bay Leomord အတွက် item bay ကကြတော့ Leomord က jungler ဆော့မှာဖြစ်တဲ့အတွက်ကြောင့် dash bow မှာ flame retribution နဲ့တွဲပြီးတော့သုံးပါမယ်Leomord အဓိကစရမယ့်နောက်ထပ် item တစ်ခွဲကကြတော့ဝါးရိတ်ပါဝါးရိတ်ကကြတော့ကိုရောင် short ချဖို့နဲ့ spell သုံးရင်တွေးတက်ဖို့အတွက်ဝါးရိတ်ကိုလည်းမဖြစ်မနေဆက်ပေးရမှာပါနောက်ထပ်အနေနဲ့မဖြစ်မနေထည့်ပေးရမယ့် item တစ်ခွဲကကြတော့ကွင်းဝင်းပါကွင်းဝင်းကကြတော့ adapted တက်လဲရတယ်ကိုရောင်လည်း short ချပေးတယ်ပြီးွားရင် spell သုံးရင်လည်းတွေးတက်ပါတယ်နောက်ထပ်အနေနဲ့ဆက်ရမယ့် item တွေကိုကြတော့တစ်ဖက် enemy ပေါ်မူတည်ပြီးတော့မှဆက်သွားလို့ရပါတယ်တစ်ဖက်မှာ magic damage များရဆိုလို့ရှိရင်တော့ rose ကိုသွားလို့ရပါတယ်တစ်ဖက်မှာတန်းနေများတယ်တန်းတွေကိုတက်ဖို့အတွက်ဆိုလို့ရှိရင်တော့ malaria ဟောထဲဆော့လို့ရပါတယ်နောက်ထပ်အနေနဲ့ဆိုလို့ရှိရင်တော့ကိုရောင် short ချဖို့နဲ့ movement speed ရဖို့အတွက်ဆိုလို့ရှိရင်တော့ Hunter Strike ထဲဆော့လို့ရပါတယ်နောက်ထပ်အနေနဲ့ကိုရောင် short ချဖို့နဲ့ spell သုံးရင်တွေးတက်ဖို့အတွက်ဆိုလို့ရှိရင်တော့ endless battle ထဲဆော့လို့ရပါတယ်enemy ဘက်မှာတွေးတက်တဲ့ hero တွေများတယ်ဆိုလို့ရှိရင်တော့ sea helper လို item မျိုးတွေထဲဆော့လို့ရပါတယ် gameplay strategy Leomord ကင်တဲ့အခါမှာအားလီမှာ level 4 ရဖို့ပဲအဓိကအာရုံစိုက်မယ် level 4 ရသွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ teammate တွေနဲ့ပေါင်းပြီးတော့ side lane တွေကိုလိုက်ခံပါနောက်ထပ်အနေနဲ့ target တွေကိုတက်နိုင်သလောက် try ပါမယ် Leomord ရဲ့ skill 1နဲ့ retreat တွဲပေါက်လို့ရတာကတစ်ဖက်က enemy တက်စားလို့ရှိရင် target ရနိုင်မှု chance ကတော်တော်လေးများတာဖြစ်တဲ့အတွက်ကြောင့် target တွေကိုလည်းတက်နိုင်သလောက် try နေကြပါတယ်Leomord က early game, mid game, late game အားလုံးအတွက်အဆင်ပြေတဲ့ hero ဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးလည်းကျန်းပါတယ်တတိထားရမယ် counter hero များ Leomord က ground control များတဲ့ hero တွေကိုကြောက်ရပါတယ်ဥပမာ Frango, Kaja, Chao, အကိုင်စားတဲ့ hero တွေက Leomord မြင်းမတက်နိုင်အောင်အနောက်ရှက်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်
ဒီ hero တွေတစ်ဖက်မှာပါလာပြီဆိုလို့ရှိရင်တော့တတိထားဖို့လိုပါတယ်နောက်ထပ်အနေနဲ့ဆိုလို့ရှိရင်တော့ Leomord ကို HP မှာဆော့ရတယ်ဆိုလို့ရှိရင်ဂျန်ဂလာဆော့ဖို့ပဲအကြံပေးချင်ပါတယ်ဂျန်ဂလာဆော့တာကဘတ်စားရလည်းမြန်လို့ပို့ပြီးတော့လည်းကျန်းပါတယ်ကဲ Leomord ရဲ့ hero guide လေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာရောဘယ် hero တွေရဲ့ hero guide ကိုလုပ်ပေးရမလဲဆိုတာကို comment မှာမှန်းခဲ့ပေးလို့ရပါတယ်ကဲကျွန်တော်တို့ရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော် Now tremble! You have slain an enemy. Hold the ground! An ally has slain the turtle. An enemy has been slain. Death is never the end. To protect our homeland! Your team destroyed the turtle. You have slain an enemy. This is what An enemy has been slain.